Facebook ကဟောင်းတွေကိုဒီတိုင်းထားနေတော့မယ်လားကိုမသုံးတော့တဲ့ Facebook ကအဟောင်းတွေကိုအပြီးအပိုင်းဘယ်လိုဖြစ်ကြမလဲ Hello everyone welcome back to my vlogs ဒီတစ်ခါမှာတော့ကိုမသုံးတော့တဲ့ Facebook account တွေကိုအပြီးအပိုင်းဘယ်လိုဖြစ်ရမလဲဆိုတော့ကိုပြပေးမယ် Okay ဆိုတော့ကျွန်တော်တို့ Facebook account ကိုအပြီးပိုင်းဖြစ်ဖို့အတွက်အရင်ဆုံး Facebook ထဲဝင်ပြလိုက်ပါပြီးတော့ဒီအောက်မှာရှိတဲ့မျက်နှာကြောင့်နေပြလိုက်ပါပြီးရင်ဒီမှာရှိတဲ့ settings and privacy ကိုနှိပ်ပြလိုက်ပါပြီးတော့ဒီအပေါ်မှာရှိတဲ့ settings ကိုနှိပ်ပြလိုက်ပါဒီထဲရောက်ပြီဆိုလို့ရှိရင်ဒီမှာရှိတဲ့ account center နှိပ်ပြလိုက်ပါပြီးရင်အပေါ်နဲ့ဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ manage accounts ကိုနှိပ်ပြလိုက်ပါပြီးတော့ဒီမှာရှိတဲ့ manage ကိုနှိပ်ပြလိုက်ပါပြီးတော့ဒီမှာရှိတဲ့ deactivations or deletions ဆိုတာလေးကိုနှိပ်ပြလိုက်ပါ Okay ဒီမှာဆိုလို့ရှိရင် deactivate account ကိုဒီအောက်မှာရှိတဲ့ delete account မှာထားပေးရမှာဖြစ်ပါတယ်ပြီးရင်ဒီမှာရှိတဲ့ continue ကိုနှိပ်ပြလိုက်ပါဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ account ကိုဖြစ်ချင်ရတဲ့အကြောင်းရင်းကိုမေးတာဖြစ်ပါတယ်ဆိုတော့ဒီထဲမှာရှိတဲ့တခုခုရွေးလို့ရတယ်လို့မရွေးဘဲနဲ့ continue ကိုဆက်ပြီးတော့နှိပ်လို့လည်းရပါတယ်ဆိုတော့ကျွန်တော်ကမရွေးဘဲနဲ့နှိပ်လိုက်မယ်ပြီးရင်အပေါ်ဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ continue ကိုနှိပ်ပြလိုက်ပါဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Facebook account password ကိုတောင်းတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကမမှတ်မိတော့ဘူးဆိုလို့ရှိရင် forgotten password ကိုနှိပ်ပြလိုက်ပါပြီးတော့ရင်ဒီနေရာမှာကျွန်တော်ရဲ့ Gmail ကနေပြီးတော့ code number ရဖို့အတွက် continue ကိုနှိပ်ပြလိုက်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ code number စောင့်ရမှာဖြစ်ပါတယ် code number ရပြီဆိုလို့ရှိရင်ဒီနေရာမှာထည့်ပေးလိုက်ပါပြီးရင် continue ကိုနှိပ်ပြလိုက်ပါဒီနေရာမှာကျွန်တော်တို့က Facebook password အသစ်ကိုထည့်ပေးရမှာဖြစ်ပါတယ်ပြီးတော့ရင် next ကိုနှိပ်ပြလိုက်ပါ next ကိုနှိပ်ပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Facebook ကအစနေပြီးတော့ပြန်သွားရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အခုနလုပ်တဲ့အတိုင်းပဲပြန်ပြီးတော့တစ်ဆင့်စီနှိပ်ပေးလိုက်ပါOkay ကျွန်တော်အစနေပြန်သွားပြီဆိုလို့ရှိရင်ဒီ password နေရာမှာကျွန်တော်အခုန change လုပ်ခဲ့တဲ့ password ကိုဒီနေရာမှာထည့်ပေးရမှာဖြစ်ပါတယ်ပြီးတော့ရင် continue ကိုနှိပ်ပေးလိုက်ပါပြီးရင်ဒီနေရာမှာရှိတဲ့ delete account နှိပ်ပေးလိုက်ပါ Okay ဒါဆိုလို့ရှိရင်တော့ရတော့ပါပြီဒီလိုနည်းနဲ့ကိုမသုံးတော့တဲ့ Facebook account ဟောင်းကိုအပြီးပိုင်းဖြစ်နိုင်ပါတယ်ဆိုတော့မိတ်ဆွေတို့ကြိုးရှိမဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ကျွန်တော်အခု page ကို follow လုပ်ခဲ့ပြဖို့ကျွန်တော်တောင်းဆိုရင်းနဲ့ကျွန်တော်အခုဗီဒီယိုကိုကျွန်တော်ဒီမှာပဲဆုံးသတ်လိုက်ပါရမယ်ဆိုတော့ thank you so much for watching my videos and see you next videos bye bye